မင်္ဂလာပါရှင်ဒီဘောနော်ဒီနေ့ကတယောက်ပဲအဖက်ပါတဲ့ပုံနဲ့အဖက်မပါတဲ့ပုံပတ်ဆက်လိမ်သွားတာညီမလေးရဲ့မင်္ဂလာပါပတ်ဆက်လိမ်သွားတာဘယ်လောက်လဲရှင်ဟုတ်ကဲ့မင်္ဂလာပါအကောင်လုံး2သိန်းနဲ့4တောင်းနဲ့6ထောင်ပါရှင်ဘာပတ်ဆက်လဲရှင်ပတ်စံကချီထားတဲ့ပတ်စံနဲ့ပြီးအတိုးချထားတဲ့ပတ်စံမဲဘိုးပတ်စံแล้วก็แชร์ဘိုးပတ်စံแชร์မဲငွေတို့ပေါ့အကုန်လုံးစုစုပေါင်း2သိန်း4တောင်း6ထောင်ပေါ့လားဟုတ်ကဲ့လူတယောက်ကိုဘာလို့လွယ်လွယ်နဲ့ယုံလာလဲရှင်ညီမလေးသူကလေးဟိုယုံကြည်ပြီးတော့ချစ်တယ်ညီမလေးလိုမျိုးချစ်လက်ခင်နဲ့အချစ်တယ်လည်းပြောတယ်ကိုညီမကိုအမခက်တောင်ချစ်တယ်ပေါ့နော်အဲ့ဒါပဲယုံကြည်ပြီးတော့သူ့ကိုတခုံပြောလဲပွဲနှခုံပြောလဲပွဲတယ်ပေါ့နော်သူဘာပဲဖြစ်သူဆေးရောင်တက်တော့ဗာတက်တော့အရွာပြန်တော့ဟိုပြဿနာဘာဖြစ်ဖို့သူဖုန်းဆက်လာချင်မပက်ဆန်လို့တယ်အဲ့လောက်ဆိုတော့ကျမကမြဲပဲပွဲတယ်လေဘယ်လိုချစ်တယ်အောင်တော့ပေါ့နော်ရောချစ်တယ်အပြင်မှာတွေ့မှုပြီလားမတွေ့ဘူးတခါလည်းမတွေ့ဘူးအပြင်မှာတခါမှမတွေ့မလဲရှင်လူတယောက်ကိုချစ်တယ်ပေါ့ဟုတ်တယ်ဟဲ့ပြလက်ကုန်ပဲရှင်ပါလူမျိုးတို့နာနှစ်ကြော်တောင်းနေနေပါလို့ရှိနေပြီဒါပေမဲ့ဟုတ်တယ်သူကတအားယုံတယ်ယုံမယုံပဲဘယ်လိုယုံမှမသိဘူးငါညီမဘာလူမျိုးတို့ချင်းမုံလူမျိုးပါရှင်အိုးခိုင်ပြူဆိုတဲ့ညီမရောသူလည်းမုံလူမျိုးပါရှင်မုံအချင်းချင်းပဲအဲ့ဆိုမုံစကားပြောကြတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အခုလက်ရှိ तू ပြေးသွားတာလားရှင်ပြေးသွားတယ်လေ तू မပြောဘူးလေ तू က block လိုက်တယ်ဖွေးဘက်ကလည်း तू block တယ် Facebook TikTok ဘက်ကလည်း तू block တယ်ဖုန်းဘက်ကလည်း तू block လိုက်တယ်ဆက်တော်လို့မရဘူးဖြစ်နေတယ်ခိုင်ပြူအခုခိုင်ပြူနားထောင်မှဆိုလို့ရှင်ခိုင်ပြူဘာပြောချင်လဲရှင်ကျမ तू နဲ့စကားပြောချင်တယ်ပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးလောက်တယ်လဲလို့အကျိုးကြောင့်ပြောပြပေါ့ကိုကဘယ်လိုပြောလူကိုချင်းပဲဆိုတော့ကိုလည်းအမလူမျိုးချစ်တယ်ညီမလူမျိုးချစ်တယ်ဆိုတော့အမကျမစီမပြေဘူးဒီလားစီမပြေနောက်လာပြေးမဲ့ပါလားပြောပေါ့ကျမကအဲ့လိုမျိုးစိတ်တဘောနဲ့သူ့ကိုပြောခိုင်းနေကောကဒီလိုမျိုးသူပြေးလိုက်ဆိုတော့ကျမကသူ့ကိုပြန်မွေးချင်လဲပါတဘောနဲ့လောက်လိုက်တာလဲလို့အေးလေ तू အဆက်နဲ့ तू လဲနေတယ်ဆိုလို့ရှိရင်တော့ line မောက်တက်ပြီးတော့ तू လူလိန်စောက်ဆက်ခွဲပေးရမှာပေါ့ကျမမတောင်းဘူးစီးတယ်လीနော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့စင်โอเคအဲ့ဆိုနောက်ဆိုလူတယောက်လွယ်လွယ်နဲ့ယုံရဲပါအောင်မလားရှင်ဒီကောင်မနဲ့ထိတော့မနဲ့ရေဘယ်လိုပြောမှမသိတယ်လူကောင်းလေလူမကောင်းမျိုးပဲကျမတတ်မှတ်ပြီးအကောင်လုံးပါတော့ကောင်းတယ်ပေါ့နော်အဲ့လိုပေါ့ရှင်ပတ်စံနဲ့ပတ်သက်လာပြီဆိုရင်ဘယ်သူမှမယုံပါနဲ့ရှင်ကိုယ်လို့ရှိရင်လူကောင်းလေကိုကလေလူမကောင်းပဲကိုစိတ်မချတော့ဘူးလေဒါပေါ့လက်ကုန်ပဲဟုတ်ကဲ့ရှင်โอเคနော်အဲ့ဆိုလောက်ပဲနော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့စင်နော်ညီမလေးကျမဆက်သွယ်ပါတယ် Facebook account